妈嘞，还不如你妈的啥那妈？哎，我这开里嘿，好个好个，看妈妈。哦，အဲ့ဒါလည်းပါလာတော့စန္နာတို့မြန်နော်ပတ်စံလည်းချမ်းသာတော့ငါ့လိုအိမ်စုံလေးဖဲလာချင်းတော့ မဟုတ်ပါဘူးမရဲ့ညီမလေးကလာကြမှာလေမအားလို့ပါမရဲ့ကိုပါဟိုဒါကလေစန္ဒပြောထားတဲ့စန္ဒရဲ့အမတဝင်းပဲမလင်းလက်တဲ့မဒါကညီမလေးရဲ့အကြောင်းလေးပဲတငယ်ချင်းကိုပါဟုတ်တဲ့သူကသိမောသားလေညီမပြိုခွက်လက်ပြန်လာတာပြီးတော့မမကိုတွေးကြလို့တဲ့ ငါနဲ့တွေ့ချင်းလို့ ဟုတ်တယ်လေ ဘာကိစ္စရှိလို့လဲ ဘာကိစ္စမှလဲမမရဲ့ဟော်ဒီကညီမလေးရဲ့အမအပြိုကြီးကိုဟိုသိမောသားကတော့ပြောင်းဆိုပြီးတော့ခေါ်လာတာပေါ့မရဲ့ ဘာသင်မောသားလဲရန်ကုန်နဲ့တလောက်ကူးတဲ့သင်မောသားလား မလေဘာရှောက်ပြောနေရလဲ तू ကလေနိုင်ငံခြားသိမောလိုက်တဲ့သိမောသားစစ်စစ်ပါမမရဲ့ သင်မောသားတွေပါငါစိတ်ဝင်စားဘူးအေးငါကြားဘူးတဲ့သင်မောသားကတော့လေအဲ့ဒီသင်မောပေါ်မှာတဲ့ကုန်းဘက်တက်ရတယ်တဲ့တန်ကြီးခွာတယ်တဲ့ထမင်းမှချက်ရတယ်တဲ့ဟိုအဲ့တုံးကလေးရှင်းဘာလို့လဲ အခက်မတည့်လေအဲ့ဒီကပြန်လာလို့ရှိရင်တဲ့ HIV ပိုးတို့ AIDS ပိုးတို့တော့ပါလာတတ်သေးတယ်တဲ့ ဟဲ့နော်အဲ့ဒါလူအများကတယောက်ပါမမရဲ့ပြီးတော့ဒီမလေးကမမကိုချမ်းသာစေခြင်းလို့သိမောသားကိုခေါ်လာတာနော် ညီရလေပတ်စံသာမြင်တာဟမ်ယောဂရမအောင်တော့ညီမမြင်ဘူးလား ဆန္ဒငါပြန်တော့မယ်နေမှလည်းနှုတ်ချတဲ့လူရှိဘာဖြစ်လို့ငါ့ကိုခေါ်လာ ငါတောင်းပန်ပါရဲ့ပို့ပေါက်ရဲ့ဟိုငါမလေစကားပြောဆိုမတတ်တာတခုပါပဲဟဲ့စိတ်ရင်းကောင်းပါရဲ့ဟဲ့ မတောင်းမဲ့နေမှပြောတာငါတို့သင်္ဘောကနှစ်ပြောင်းမတက်သင်္ဘောတက်ချင်တော့မရှိတော့ ဟိုရှင်ကလည်းတင်းမမတက်ချင်လေလေဟိုတမန်ခတ်ပါလား ဟောဆန်နေမှပြောနေကြလေတော့ ငါတောင်းပန်ပါရဲ့ပို့ပေါက်ရဲ့နော်ငါတောင်းပန်ပါရဲ့ဟဲ့နော် တော်တော့မတောင်းမဲ့နေမှလို့ပါဇက်တရားနဲ့တူလေငါမစုနိုင်ငါပြန်တော့ ကြာကြာပါရဲ့ပို့ပေါက်ဟုတ်တော့ တော့ပါဇက်တရားနဲ့မိမကဘာပတ်ပြီးသင်္ဘောလိုက်အဲ့တော့ပါဇက်တရားနဲ့မိလာမခါရင်ဘာလို့လဲယူလို့ရတော့ မမအဘာရှောက်ပြောနေတာလဲဒီမလေးကမမရဲ့စိတ်တော်မဲ့စခေးတော်ရှာလာပေးတာလေ ဟဲ့ဆန္နာနောက်လေဘယ်တော့မှငါရှိအဲ့လိုလူမျိုးခေါ်မလာနဲ့